စစ်သားတယောက်ဖြစ်တဲ့စာကေးကသူ့ကိုယ်သူမုတ်ဆိတ်ရိပ်ပြီးစခန်းပတ်လည်တွင်ပျော်ရွှင်စွာကင်းလှည့်နေခဲ့တဲ့စာကေးရဲ့ပျော်ရွှင်မှုကိုခံစားနေရချိန်မှာရုတ်တရက်လေကြောင်းတိုက်ခိုက်မှုတစ်ခုဖြစ်ပွားခဲ့ပြီးတပ်မှူးကသူ့ကိုကာကွယ်ရန်အလျင်အမြန်ပြေးလာပြီးနောက်မြေကတုတ်ကျင်းထဲသို့ခေါ်ဆောင်သွားကပတ်ပတ်လည်ရှိပောက်ကွဲမှုများကိုကြည့်နေခဲ့တယ်။ဘုံကျဲခံရပြီးနောက်စာကေးသည်အနှဲငယ်ထိတ်လန့်သွားပြီးဒဏ်ရာရနေသောစစ်သားများစွာကိုမြင်တွေ့ရသောအခါစစ်ပွဲ၏ရက်စက်ကြမ်းကြုတ်မှုကိုပထမဆုံးအကြိမ်နားလည်ခဲ့တဲ့ထို့ကြောင့်စာကေးကတဲတဲသို့ပြေးဝင်ကဒဏ်ရာရသူစစ်သားများအိမ်မှပေးပို့သောစာများကိုဖတ်ပြပေးခဲ့ပြီးထို့နောက်အလယ်တွင်၍သူတို့၏အာဇာနည်တခြင်းတစ်ပုဒ်ကိုတီးဆိုခဲ့သည်သူ၏ကလေးတံကိုကြားရသောအခါစစ်သားများလည်းမျက်ရည်ကျခဲ့ရတယ်။မကြာမီတွင်ရန်သူ၏တိုက်ခိုက်မှုထပ်မံစတင်ခဲ့ကစာကေးသည်စစ်သားများအားခဲယမ်းများပေးပို့ရန်အတွက်မြေကားတုတ်ချင်းတစ်လျှောက်ခဲယမ်းတစ်တာတစ်လုံးကိုဆွဲယူသွားခဲ့သည်သူ့အနီးတွင်ကြီးစံများကြားရောက်နေတော့လေသူသည်နောက်ဆုံးမသွားခဲ့ပါစစ်သားဟောင်းတဦးကသူ၏ဘေးကင်းရေးအတွက်စိုးရိမ်သောကြောင့်နောက်တန်းသို့ပြန်သွားရန်အမိန့်ပေးခဲ့သည်စာကေးသည်အမိန့်ကိုနာခံခဲ့ရတော့လေကိုကဲရေးစခန်းသို့ပြန်ရောက်သောအခါဆက်သွယ်ရေးလိုင်းများပြတ်တောက်နေကြောင်းသိလိုက်ရတော့တပ်မှူး၏စိုးရိမ်ပူပန်မှုကိုမြင်သောအခါစာကေးသည်တွေ့ဝေခြင်းမရှိဘဲပြေးထွက်သွားခဲ့သည့်တယ်လီဖုန်းကြိုးကိုလိုက်သွားပြီးမြေကတုတ်ချင်းပေါ်တက်ကကြီးစံများကိုရှောင်တိန်ရင်းရှေ့ကိုဆက်လက်တက်လှမ်းခဲ့ပြီးနောက်ဆုံးမှသူသည်ဒဏ်ရာရနေသောအချက်ပြစစ်တီကိုတွေ့ရှိခဲ့တယ်အနီးနားရှိမြေကတုတ်ချင်းတွင်ပုံအောင်နေပြီးနောက်ပြက်နေသောဝိုင်းရကျိုးများကိုကောက်ယူ၍ပြန်လည်ဆက်သွယ်ခဲ့တဲ့ကိုကဲမှုကြောင့်ရန်သူကိုနောက်ပြန်ဆုတ်စေခဲ့ပြီးပြန်လည်တည်ငြိမ်သွားပေမဲ့စာကေးသည်ပြီးမနေပဲတပ်မှူးကိုအလုပ်တစ်ခုပေးရန်တောင်းဆိုခဲ့တော့တပ်မှူးကသူ့ကိုယခုကြည့်ရှုနေသူရဲ့ line နဲ့ကော်ပီရအောင်တောင်းခိုင်းလိုက်တယ်